ပြန်တော့ပြန်ကျင်တာကိုနိုင်ငံကိုရက်ရွာဒီမှာတော့ခိုက်တန်းတစ်ခုလောက်ပဲ အားလုံးပဲမင်္ဂလာပါ My Nomadic Journey YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မလေးရှားမှာ Nagi P ရဲ့73နှစ်လောက်နေခဲ့တဲ့ပုံကိုပေါ့ မင်္ဂလာပါလို့ကျွန်တော်နာမည်ခုခုလို့ခေါ်ပါတယ်ခလဟောက်စတုံးတဲ့ချိန်ကကိုဗစ်တွေစဖြစ်ပြီးတဲ့အချိန်ပေါ့နော်အလုပ်တွေနားရတဲ့အချိန် lockdown ဖြစ်နေတဲ့အချိန်အဲလိုတကယ်ချင်းတယောက်နဲ့ Instagram မှာခင်တော့သူက Club House သုံးလာပြီးတော့ကျွန်တော်ဟို game ဆော့တဲ့ app ထင်ပြီးတော့မသုံးဘူးလို့ပြောလိုက်တယ်နောက်တော့အကိုသုံးကြည့်ရပြင်းရင်စကားပြောလို့ရတယ်ပေါ့နော်တကယ်ချင်းတွေနဲ့အဲ့လို room တွေဖွဲ့ပြီးစကားပြောလို့ရတယ်ဆိုအဲ့ဒါနဲ့စသုံးဖြစ်လာနိုင်ငံခြားတွေ့ကြုံတော့အခုချိန်ကတော့လူတိုင်းနိုင်ငံခြားမှာရောက်နေကြတာအဆင်ပြေအောင်မပြေအောင်50-50ပါပျော်တော့ကိုမွေးနေအောင်ကိုပျော်တာပြန်တော့ပြန်ကျင်တာကိုနိုင်ငံကိုရက်ရွာဒီမှာတော့ခိုက်တန်းတစ်ခုလောက်ပဲနိုင်ငံတိုင်းတော့မတူဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့လူမျိုးတွေမရှင်းနိုင်ငံတော့ရှားပါတယ်ဒီ Asia country တွေမှာ culture မတူပေါ့နော်မလေးမှာကျတော့မလေးလူမျိုးတွေကအဓိကအစ္စလာမ်ဘာသာကိုးကွယ်များတယ်ဒါပေမဲ့လုပ်ငန်းခွင်မှာကျတော့တရုတ်တွေက business တွေတော်တော်များတရုတ်တွေလက်ထက်မှာပဲရှိတရုတ်တွေနဲ့တွဲလောက်ရတာများတယ်စီးပွားရေးကကျတော့ဘန်ကောက်မှာကျတော့အဓိကနိုင်ငံခြားသားတွေလာတယ်အလဲပတ်နဲ့တို့ပတ်စံရှာကြတာများ tourism ဟိုပါပေါ့မလေးရှားကြတော့လဲစမှုလမှုလုပ်ငန်းအဲ့လိုအဓိကစက်ရုံလုပ်တွေများတယ်အဲ့လိုအလုပ်တွေကတော့အဲ့လိုအခြေခံအလုပ်တွေကြတော့မလေးရှားမှာပတ်စံရတာများဘန်ကောက်မှာကျတော့လာစာနဲတော့ပေါ့ကွာလားဆိုတော့ currency ကတော့ကွာတော့ဒီလိုပါပဲနိုင်ငံခြားတွေ့ကြုံတော့ဘန်ကောက်ရောက်တော့ပြီးခဲ့တဲ့နှစ်2024မေလပေါ့နော်ခုဆိုတစ်နှစ်နဲ့တစ်လလောက်ရှိဘူးရောက်ခါစားတော့အဲ့လောက်ထိကို struggle မလုပ်အောင်ထင်တာပါဘန်ကောက်မှာအလုပ်ရှာနဲ့ visa long stay visa ရဖို့လဲသူတို့တိုင်ပတ်ခဲ့ပါတော့အလုပ်ကမရှိကြောင်ပြောင်းတာ6လလောက်ရှိရပါတော့ကြားမှာကျွန်တော်ဘာတနာတွေပါတင်တိုင်းပါတက်လိုက်တယ်ငွေချင်းတွေတစ်တွေပါရနောက် August လောက်မှာမှစားတော့ဆိုင်တစ်ခုမှအလုပ်ရအဲ့ဒီအချိန်မှာ work permit ရ November December လောက်မှာ name list ရပါတော့အဲဒီ2025 January February လောက်မှာ work permit စားရအဆုံးရပါအလုပ်ကတော့လည်းအသစ်ပြောင်းတော့ဒီလိုပဲတစ်ဖြည်းဖြည်းသင်ယူရတာခုကျတော့အဝင်ခွင့်ကြားဖြစ်တယ်လို့ဖြစ်အဓိကတော့ဘာသာစကားခက်ခဲပေါ့နော်သူတို့ local နဲ့ communicate လုပ်ရတာနည်းနည်းတိုင်ပတ်လာတာရှိကျန်တာတော့အဆင်ပြေပါအဓိကတော့ overseas မှာဟိုအချိန်ကအဲ့လိုလုပြီးတော့လုံနေအောင်เนาะအလုပ်ချိန်များရင်ကိုယ့်အတွက်အချိန်တွေကနေတယ်ဒီကတော့ပတ်စံရှာနိုင်တာတဲ့ကိုဘလို့စုမိတယ်ပေါ့နော်စုမိဆောင်းမိတယ်ကျမရေးကောင်းအောင်ဘလို့နေအောင်အဲ့ဒါပိုအရေးကြီးအောင်ဒီကကိုမပြောနေလဲဘဝရဲ့အတိတ်ပဲမဲ့ခံစားဘလို့ပါပဲ ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်အဲ့တော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်